ဝတ္ထုအောင်ဖတ်တော့လို့စဉ်းစားတာနွေရခေါင်ခေါင်လေရတက်ကော်ဖီချမ်းနေရလည်းရှိငယ်ချင်းလိုပဲဆက်ရခေါ်ပြီးခိုင်တော့မျက်ရည်တစ်ဖက်ကြအဲ့ဒါပြီးတော့ဘလောက်ပွဲစေလာတာစေမှာမျက်ရည်နောက်တစ်ဖက်ကြအဲ့ကဝတ္ထုအောင်ဖတ်တော့ဘလို့အချိန်နေဘလောက်ကောင်းတဲ့ဝတ္ထုနေနေဘလောက်ထွက်တဲ့ဝတ္ထုနေနေဖတ်တော့စဉ်းစားအဲ့ဒါနဲ့မနဲ့တော့လည်းလက်ကြံလာအောင်ကောက်ဖတ်လိုက်တာအဲ့ကလေးဒဏ်ရာတွေကမပြေသေးဘူးအခုဒီမှာကျူးအမတ်တရအစာပိုင်းလေးစဖတ်ရသေးတယ်ရင်ဘက်ကဟာတာဖြစ်နေຫນွေဥပါဆိုနေယူရင်နေလေရင်းသားစောချက်ပြောသလိုနောက်ကောင်လေးဝတ္ထုစာရေးဆရာတွေတိတ်မဟုတ်သေးဘူးဝတ္ထုစာရေးဆရာတွေကလည်းကုလိုကာလတပေါင်းလာကာလဟုတ်လားတပေါင်းတွေဆွတ်ခုံလို့ဆိုသလိုမျိုးစာရေးဆရာတွေကလည်းရေးတချင်းစာရေးဆရာတွေကလည်းရေးကြပြဆရာတွေကလည်းရေးကြားတဲ့ခမရတို့ပဲခံရတာခမရတို့ပဲလွန်ရတာဟိုကစာရေးဆရာတွေကဘာမှမဖြစ်ဘူးကူတော့ကိုလည်းဂျူးစာအုပ်ဖတ်ပြီးတော့သူလည်းလွမ်းနေတာလို့ဆွေးနေတာလို့ဟိုအသေးရလည်းကွဲတာလို့မကွဲတာလို့ဒွိဟာတွေဖြစ်ဒွိဟာဖြစ်လို့ဆိုကော်ဖီကထတော့ရင်နွေးရလည်းပူတာလို့မပူတာလို့လည်းဖြစ်အဲ့နဲ့ရင်နွေးမှမပူတာပါဆိုပြီးတော့အောက်ဆင်းတော့ရာသီဥတုကလည်းပူတာလို့အေးတာလို့ဖြစ်ဘာပြောကျမ်းမာရေးကြီးဆိုင်ကြပါအဲ့ဒါလားမှာတော့